ဒါဟာလူသားတွေရဲ့မျိုးရိုးဗီဇကိုပြောင်းလဲပေးနိုင်တဲ့ဆေးရည်တစ်ခွက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီဆေးရည်ကိုလူမဲကြီးကမရည်ရွယ်ပဲတောက်မိသွားခဲ့ပါတယ်။ဆေးရည်ကဗိုက်ထဲရောက်သွားတာနဲ့အမျှသူ့ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။နောက်တစ်စက္ကန့်မှာတော့သူဟာအပြာရောင်ခိုမလေးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတော့တယ်။လွန်ခဲ့တဲ့တစ်ရက်ကတင်လူမဲကြီးဟာထိတ်တန့်လျှို့ဝှက်အေဂျင့်တစ်ယောက်ဖြစ်နေစေပါ။သူ့ရဲ့တာဝန်ကိုအကောင့်ထဲပေါ်ဖို့အတွက်တရားမဝင်အယောင်းဝယ်ပြုလုပ်နေတဲ့ကင်မူယာကင်မရာကိုလိုက်လံရှာဖွေခဲ့ပါတယ်။သူဟာလက်ကွက်တစ်ချက်ထဲနဲ့တင်တစ်ဖက်လူကိုလွယ်လွယ်ကူကူကင်တွယ်ဖြည့်ရှင်းနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဆက်လက်ပြီးတစ်ဖက်ကဆက်ရုပ်လက်မောင်းကိုလည်းတိုက်ခတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဆက်ရုပ်လက်မောင်းကထင်သလောက်မရိုးရှင်းပါဘူး။မျက်စိတမိတ်တွင်းမှာတင်လူမဲကြီးရဲ့တိုက်ကွက်ကိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဒါအပြင် electronic မျက်လုံးနဲ့လူမဲကြီးရဲ့ရုပ်သွင်းပြင်ကိုလည်းစကန်ဖတ်မှတ်သားသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာသူ့ရဲ့တပည့်တွေခြံရံပြီးအခင်းဖြစ်ပွားရာနေရာကနေထွက်ခွာသွားခဲ့ပါတယ်။ဝိုင်းအောင်လာတဲ့တပည့်တွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့လူမဲကြီးကအသေးစားပုံတစ်လုံးကိုပြက်ပြက်တသားပစ်ပေါက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီပုံကစိတ်ကိုကြည်နူးစေတဲ့မိခိုးပုံအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အောက်ကတပည့်တွေအားလုံးဟာခဏချင်းမှတင်အဲ့ဒီမိခိုးငွေတွေနဲ့နှမျောသွားကြပါတယ်။လူမဲကြီးကတော့ဒီအခွင့်အရေးကိုတုံးပြီးအမြန်ပဲထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာပောက်ကွဲတံတစ်ခုနဲ့အတူကောင်းကင်ယံထဲကိုပြန်တက်သွားခဲ့ပြီးထွက်ခွာဖို့ပြင်ဆင်နေတဲ့ဆက်ရုပ်လက်မောင်းပိုင်ရှင်စီကနေတစ်တာကိုပြန်လည်လူယူနိုင်ခဲ့ပါတယ်။ဌာနချုပ်ကိုပြန်ရောက်လာတဲ့လူမဲကြီးကတော့အရန်ကိုစွမ်းဆောင်ရည်ထက်မြက်ပြီးဂုဏ်ယူဝင့်ကြွားနေပါတယ်။လုပ်ဖို့ကင်ဖက်တွေရဲ့မြောက်ပင်ချီကျူးမှုတွေကိုတုံ့ပြန်ပြီးနောက်သူဟာဌာနချုပ်မှာပဲအလုပ်လုပ်နေတဲ့ရှောင်းရှိုင်းဆေးရွှေနဲ့ဆုံတွေ့ခဲ့ပါတယ်။ပြီးတော့ရှောင်းရှိုင်းစီကနေကိုပြောင်းနိုင်တဲ့ဆေးရည်တစ်မျိုးကြောင့်သိရှိခဲ့ရပါတယ်။ဒါပေမဲ့လူမဲကြီးကတော့ရှောင်းရှိုင်းကိုရှောက်ပြောနေတာလို့ပဲသတ်မှတ်ခဲ့ပါတယ်။အဲ့ဒီနောက်သူလူယူလာခဲ့တဲ့တစ်တာကိုသူ့ရဲ့အထက်လူကြီးစီအနံလိုက်ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကတော့ဒီတစ်တာထဲမှာဘာမှမရှိပဲအလူကြီးဖြစ်နေတာကိုပါပဲ။ဒါအပြင်အမျိုးသမီးစုံထောက်ရဲ့စုံစမ်းစစ်ဆေးချက်အရတစ်တာထဲကပစ္စည်းကိုလူမဲကြီးကတိတ်တဆိတ်ခိုးယူသွားတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်မို့လို့လူမဲကြီးဟာစုံထောက်တွေရဲ့ဖန်ဆီးခြင်းခံရမယ့်ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိကြတာကတော့ဒါတွေအားလုံးဟာဆက်ရုပ်လက်မောင်းပိုင်ရှင်ရဲ့လျှို့ဝှက်ကြံစည်မှုတွေဖြစ်နေတာကိုပါပဲ။သူ့ရဲ့အပြစ်ကင်းစင်မှုကိုတက်တည်ပြဖို့အတွက်လူမဲကြီးဟာဌာနချုပ်ကနေထွက်ပြေးခဲ့ပါတယ်။ပြီးတော့အပန်းဖြေစခန်းတစ်ခုကိုတွားဖို့ပြင်ဆင်ခဲ့ပြီးဆက်ရုပ်လက်မောင်းနဲ့အယောင်းဝယ်လုပ်ခဲ့တဲ့ကင်မူရာကိုလိုက်ရှာဖို့လုပ်ပါတယ်။ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာသူဟာရှောင်းတိုင်းစီကနေပစ္စည်းတစ်ခုငှားရမ်းဖို့လိုအပ်နေပါတယ်။ဒါကတော့လူကိုပျောက်စေနိုင်တဲ့ဆေးရည်ပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲရှောင်းဆိုင်ဟာအိမ်မှာဆေးရည်အသစ်တစ်မျိုးကိုဖော်ဆက်နေပါတယ်။သူဟာခုံမွေးတစ်ချောင်းကိုအသုံးပြုပြီးမျိုးရိုးဗီဇပြောင်းလဲစေနိုင်တဲ့ဆေးရည်ကိုဖော်ဆက်ခဲ့တာဖြစ်ပါတယ်။ရုတ်တရက်လူမဲကြီးဟာရှောင်းဆိုင်ရဲ့အနောက်မှာပေါ်လာခဲ့ပြီးသူ့လက်ထဲကဆေးရည်ကိုပျောက်ဆေးရည်အမှတ်နဲ့တောက်ချလိုက်ပါတော့တယ်။ဒီဆေးရည်တောက်ချလိုက်တာကိုမြင်တော့ရှောင်းဆိုင်တယောက်လက်ဖြတ်သွားပါတယ်။လူမဲကြီးရဲ့ခန္ဓာကိုယ်မှာလည်းတုံ့ပြန်မှုတွေစတင်ဖြစ်ပေါ်လာပါတယ်။ပထမဆုံးအနေနဲ့သူ့ရဲ့လက်ဖွားဟာအစာပေါင်းများစွာတင်းငယ်သွားပါတယ်။အဲ့ဒီနောက်ရှောင်းဆိုင်ရဲ့ကောင်တာတောင်းခန်တောင်းအချိန်ရည်တွက်မှုနဲ့သူဟာအပြာရောင်ခိုမလေးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတော့တယ်